အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ YV anime ပါဒီနေ့တူတူပုံနဲ့ game ဆိုတော့မှဖြစ်ပါတယ်ဟိုဒါပစ္စည်းရေရောင်ဆောင်ပြီးပေါ်အောင်မှာပေါ့နော် Okay let's go ကျွန်တော်ဒါထိုင်ကုန် Okay let's go ပုံမယ်ဒီတိုင်းဆိုလူမသိပါဘူးနော်ဘရိုလာပြီဘရိုလာပြီအောင်လာပြီရှောက်ပြည့်တယ်ဟုတ်တယ်မတွေ့ဘူးပြန်ထွက်တယ်ဟာဝင်ထပ်ဝင်လာတယ်မတွေ့နဲ့နော်မတွေ့နဲ့လို့ရောက်ပြီးရှားနေရမှာပြီးတော့ရောက်ပြီးချက်သိမ်းတော့ထားလိုက်သူကြည့်နေအာပြေးအာကြီးရေရှော့အာဘူးတေးချာမပုံးလဲရဟိုကောင်ကြီးတွေ့ရမြင်တယ်လာဘူးလာနောက်ထပ်တစ်ခုဒီကောင်ကြီးကတီးရေမတီးဘူးမဟုတ်ကောင်ကြီးကတကယ်တီးနေတာအာဟိုဒေးဦးဘရိုကျွန်တော်နှစ်ခါရှိပြီနောက်ဆုံးတစ်ခါလေး let's go စမ်းကြည့်လိုက်မယ်ဒါတော်သေးတယ်ဒါကွန်ပျူတာရင်းနေရတော်သေးတယ်ဟာအဲ့ကောင်လည်းမတွေ့တာပဲကျေးဇူးတင်ရမယ်ဒီ game လေးကဆော့လို့ရှိရင်အရင်ပျော်ဖို့ကောင်းပါတယ်ကျွန်တော်ဒီ game လေးပထမဆော့ကြည့်လိုက်တာတကယ်ကြိုက်ပါတကယ်ဆော့ကောင်းတယ်ဘရိုဒီ game ကဟာအများကြီးပဲအဲဒီကောင်ကွန်ပျူတာတွေအမှန်ကန်လိုက်စင်တာဘုံနေကျေးပြီဟာရှော့ဘရိုမရတော့ပါဘူးကျွန်တော်3ခါလုံးကြိုးစားလဲလုံးဝမရတော့ပါဘူးပုံတဲ့ကောင်တွေကမနိုင်မင်းနဲ့ဟိုကောင်တွေနိုင်တော့အဲ့ကောင်တွေကိုကျွန်တော်လိုက်ထပ်ပြီးပြစ်ကြမယ်ပေါ့နော်အကောင်နေနိုင်သွားတော့အကောင်နေပုံနေကျွန်တော်ကပြည့်တဲ့လူကြီးနေရာနေပြီးတော့အကောင်နေလိုက်ပြည့်မှာဖြစ်ပါတယ် Okay let's go ညီလေးဘာလို့လဲပါရှာလဲအာညီလေးတွေ့ပြီဘရိုအကောင်နော်ဒီနေငါဘာလို့ချက်ပြောင်းလဲလဲပြန်ပြောင်းလေရှော့ဟုတ်တယ်ဟာဝါမောင်ဘိုးမဖြိုးဘူးဝင်နေတယ်ကောင်ဟာလောက်ပြန်ပြီဝကြီး no ဝကြီးပြအောင်ပြောင်းပလိုက်ပြန်ဒီကောင်ရှော့ကိုလှုပ်ရဗျာဘို့ဘိုးဒါကျွန်တော်ကဒါမျိုးဒါပုံးတဲ့ကောင်ဆိုလို့ရှိရင်ဒါမျိုးမတီးဘဲနဲ့တော့ပြင်ဘရိုအောက်မှာတွေ့လားကျွန်တော်တွေ့ရ9တုံးစီရော့တယ်ပေါ့နော်တော့ခုနဆန့်ပြည့်ကြည့်လိုက်တာတွေ့ရ80ပဲကျန်ပါတော့လေကျွန်တော်ရဲပြည့်ရင်လေကျွန်တော်ကတွေ့ရရော်သည်ဟာဘရိုမပြေးမရပြေးနေရနင်းပြေးတယ်ဟာကတီးတာပါကွာညီလေးရာပြေးလည်းမလွတ်ပါဘူးဘရိုဟမ်ဘာဂါဘရိုဟုတ်လားဟာအီမူဒီနဲ့ကျွန်တော်တို့လောင်းနေတာဘရိုမလောင်ကြီးနဲ့ကောင်ရှော့ဟဲ့လားဘရိုကျွန်တော်လောင်ကြီးနေရဲ့ကောင်ရှော့ရတော့နော်ဘယ်နှကောင်ကြံသေးလဲတော့မသိဘူးတော့သူရတကယ်ရော့တာဘရိုရဟုတ်လားအဲ့ရှားနေရတယ်24စက္ကန့်တိုးတယ်ပေါ့နော်ဘရိုဒါလည်းခုံမယ်လားခုံသားဟိုကောင်ကသွေးရော့ခံပြီးတော့လိုက်ပြေးနေနေရဆုံး
ကျွန်တော်ပြင်ပြစ်ပါအဘိုးရှိမှာပြရမြင်လိုက်လားကောင်လေးကပြီး တော့ဒါတလေးစံနေဖြည့်သွားလို့ရှိရင်ဒါနေရောလိုက်လို့လည်းလုံးဝမရတော့ရှော့ဒါပဲကျွန်တော်နိုင်သွားပြီ winner yes ကဲကျွန်တော်ကအခုပုံးတဲ့လူဖြစ်နေပြန်ဖြည့်သွားပြီပေါ့နော်တနက်တန်ကြီးကတော့ကြားနေရကျွန်တော်နဲ့နီးမလားတော့မသိဘူးလာပြီဘူးလာပြီဘလို့ကျွန်တော်အခုချိန်ဒီအကောင်ကြီးစောင်းတာအကောင်ကြီးပေါ်မလာဘူးတော်သေးတာပေါ့ဘလို့ကျွန်တော်တွေ့သွားပြီဟာမရဘူးမရတော့ကျွန်တော်တွေ့သွားပြီမရတော့ဘူးရလို့လည်းနောက်တစ်ခါကျွန်တော်ထပ်ပုံးလိုက်မယ်ဟုတ်ပြီတို့အဲ့ချိန်မှာမထင်မှပဲရောက်လာတော့ထွက်ပြေးရတာနောက်ကျပါရောတီးလေဟာတလွေဖြစ်နေတယ်ဘလို့ဒါနောက်ဆုံးတစ်ခါတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာဒီပုံစံလေးနဲ့ပါကဲဘလို့အကောင်လေးဒီပုံစံမျိုးဆိုဒီမထားမိလောက်ဟုတ်တယ်ဘလို့တကယ်ဒီမထားမိလားဒါမျိုးလေးပေါ့ဘလို့အဲ့လေကျွန်တော်ကဟမ်ဘာဂါဆိုအကောင်လေးတိတ်မတိတော့ဘူးဒါပဲဘလို့ကျွန်တော်နိုင်သွားပြီရှေ့တို့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတယ်လို့ရှိရင် like and subscribe လေးလုပ်ပေးသွားကြလို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye